ကဲအားလုံးပဲမင်္ဂလာပါနော်ဒီချက်ကတော့ Excellent English Language Center ရဲ့ဒီချက် A မှုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဖိုင်ထဲမှာတော့ဒီချက်က Grade 10 English ထဲက Grade 10 English ထဲကပါနော်ဒီ Unit 11ပေါ့တနခါ Uniquely Myanmar ဆိုတာဟလာပြိုင်ဘက်ကင်မြန်မာတနခါပေါ့နော်ပြိုင်ဘက်ကင်မြန်မာတနခါပေါ့အဲ့တော့ဒီမှာသူကဘာတွေဖတ်ရမလဲဆိုတော့ reading ကတော့ reading about တနခါအကြောင်းကိုလေ့လာရမှာဖြစ်တယ်ဖတ်ရမှာဖြစ်တယ် vocabulary ဘိုင်းမှာတော့ suffixes ဆိုတဲ့နောက်ဆက်တွေအတွက်ကြောင့်နောက်ဆက်တွေအကြောင်းလေ့လာရမယ် collocations ဆိုတဲ့တွဲလုံးလေးတွေပေါ့နော်တွဲပြီးမှအဓိပ္ပာယ်တစ်မျိုးထွက်တဲ့စကားလုံးလေးတွေကိုလေ့လာရမှာဖြစ်တယ် grammar ဘိုင်းမှာတော့ relative pronouns တွေပေါ့နော် who တို့ whom and whose ဆိုတဲ့ relative pronouns တွေကိုလေ့လာရမှာဖြစ်ပါတယ် listening and speaking ဘိုင်းမှာတော့ listening to a dialogue between Mary and Santa တဲ့ Mary နဲ့ Santa ရဲ့ကြားထဲမှာရှိတဲ့ပြောစကားကိုနားထောင်ရမှာဖြစ်ပါတယ် now making and responding to suggestions တဲ့ဟာလားအကြံပြုချက်တွေလုပ်မယ်အကြံပြုချက်ကိုတုံ့ပြန်တဲ့အရာတွေလုပ်ပေးရမယ်ပေါ့ writing ဘိုင်းမှာကျတော့ writing နဲ့ email တဲ့ email တစ်စောင်ရေးပေးရမယ်ပေါ့နော်ဒီမှာတနခါပုံလေးတွေနဲ့ပေါ့အဲ့တော့ကြည့်အောင် pre reading က number 1 က what beauty products do you see what beauty products do you use every day တဲ့မင်းနေတိုင်းနဲ့ဘယ်အလှကုန်ပစ္စည်းကိုတဲ့မင်းဟလာဘယ်အလှကုန်ပစ္စည်းတွေကိုမင်းနေတိုင်းသုံးတာတော့တဲ့နေတိုင်းသုံးတဲ့ဟာတွေထဲမှာဘာတွေပါတော့ပေါ့ number 2 do you apply ဆိုတာက use ပါပဲ apply ကလည်းတနခါ do you apply to ဆိုတာလှုပ်လိမ့်တာပဲdo you face တဲ့မင်းရဲ့မျက်နှာကိုတဲ့မင်းတနခါလိမ့်သလားတဲ့ why ဘာကြောင့်လဲဟလာတနခါလူးတယ်ပေါ့ကွယ်လိမ့်တယ်ပေါ့နောက် number 3 က have you ever seen တနခါ trees တဲ့မင်းတနခါပင်ကိုမြင်ဘူးသလားတဲ့ if so အဲ့လိုဆိုရင် where can you find them တဲ့အဲ့လိုတနခါပင်ကိုမြင်ဘူးသလားတဲ့မြင်ဘူးရင်ဘယ်နေရာမှာမြင်ဘူးတာလဲတဲ့ဟလာအဲ့ comprehension ကတခြား unit တွေတော့ကတော့သူကread the passage တွေအရင်လာတယ်ပြီးမှ comprehension ကတည်တံ့ဝင်တယ်ပေါ့နော်ဒီမှာကျတော့ comprehension လေးတွေအရင်ဝင်နေတယ်ပေါ့ဒီမှာထိတ်ကနေလာတယ်ကဲကြည့်ကြည့်အောင် read the passage တဲ့စာပိုက်ကိုဖတ်ပါတဲ့ and choose the appropriate topic တဲ့တင့်တော်တဲ့ခေါင်းစဉ်ကိုရွေးပါတဲ့ for each paragraph တဲ့ paragraph စာပိုက်တစ်ပိုက်စီအတွက်တင့်တော်တဲ့ခေါင်းစဉ်ကိုရွေးပါတဲ့ match paragraphs 1 to 5တဲ့ဒီစာပိုက်တွေ1 2 3 4 5ရဲ့ with topics A to E ခေါင်းစဉ်တွေ A B C D E ကိုရှင်တွဲပေးပါ paragraph 1ကဘာအကြောင်းလဲ paragraph 2ကဘာအကြောင်းလဲဆိုတော့တစ်ခါတည်းရှင်တွဲရမှာပေါ့အဲ့တော့ဒီ A B C D E ကိုရေသုံးတစ်ချက်ပါသားပြင်ပေးမယ် what တနခါ is တဲ့တနခါဆိုတာတဲ့တနခါဆိုတာဘာလို့ခါဆိုတာကိုရှင်းပြတဲ့စာပိုက်ကဘယ်ပိုက်ဖြစ်မလဲနောက်မှဖိုင်ညက်နဲ့မှကြည့်ကြတာပေါ့နောက် number B how တနခါ is used တဲ့တနခါကိုဘယ်လိုသုံးဆွဲရလဲသုံးဆွဲဖို့သုံးဆွဲနည်းပေါ့နောက် number C the future of တနခါတဲ့တနခါရဲ့အနာဂတ်အလားအလာပေါ့အနာဂတ်မှာတနခါဘာတွေဖြစ်လာမလဲပေါ့နော်နောက် number D က an incomparable beauty product of Myanmar မြန်မာနိုင်ငံရဲ့နိုင်ရှင်လို့မရတဲ့ပြိုင်ဘက်ကင်အလှကုန်ပစ္စည်းပေါ့နော်ပြိုင်ဘက်ကင်အလှကုန်တစ်မျိုးပေါ့ different forms of တနခါတဲ့တနခါပုံစံအမျိုးမျိုးတဲ့ကဲအဲ့တော့ number 1ကဒီထက် ABCD E နဲ့ဘာနဲ့ကြိုက်လဲဆိုတာတချို့ဖတ်လိုက်မှသိရမှာပေါ့ကဲအဲ့တော့ with the booming နဲ့ boom ဆိုတာကတော့သူကတိုးတက်လာတာပါပဲเนาะ with the booming of the beauty industry တဲ့အလှလုပ်ငန်းပေါ့เนาะအလှပရေးရာဆိုင်ရာအလှကုန်ထုတ်လုပ်ငန်းတွေတိုးတက်လာမှုနဲ့အတူ there are more choices of beauty products တဲ့ there are more choices ရွေးချယ်စရာတွေများလာပါတယ် for beauty products အလှကုန်ပစ္စည်းတွေလားအဲ့တော့အလှကုန်ပစ္စည်းလုပ်ငန်းတွေတိုးတက်လာတဲ့အမျှအလှပရေးရာပစ္စည်းတွေကလည်းပဲရွေးချယ်စရာတွေအများပေါများလာတယ်ဆက်ချက်အစားရှိတဲ့ makeup makeup ကတော့ဒီမှာပေါ့နော်တို့ချေတို့လိမ့်တဲ့ makeup တွေပေါ့နောက် lip care ဆိုတာဒီနှာခမ်းတွေနဲ့ပတ်သက်တဲ့နှာခမ်းရောင်ဟလာအဆိုအချောက်ရှိမယ်ပေါ့ကွယ်အဲ့ဒါတွေအရောင်ကလည်းအသွေးရောင်သွေးမျိုးစုံပတ်ရောင်ဟလာနီညိုရောင်ဒါမျိုးလေးတွေပေါ့နော်နောက် mask ဆိုတာကတော့မျက်နှာပေါင်းတင်တဲ့တို့မျက်နှာဖုံးလေးတွေပေါ့တချို့ကအမဲရောင်လေးတွေတချို့ကဖြူရောင်အကြည့်ရောင်လေးတွေနဲ့မျက်နှာကိုပေါင်းတင်တဲ့ဗရဏာကြီးဆိုဗရဏာကြီးပေါ့နော်ဒါမှမဟုတ်ညမှာပေါင်းတင်ပြီးအိတ်ကြတာကြီးလည်းရှိတယ်ပေါ့နောက် cream တွေကတော့သိပါတယ်ကလေးတို့ cream အပျော့လေးတွေပေါ့နော်အနှစ်ကလေးတွေလို့ပေါ့နောက်ပါလဲmoisturizer moisturizer ကကျတော့အလှစီသဘောမျိုးပါပဲ moisturizer ဆိုတာကတော့သူကရေဓာတ်ဆုံးရှုံးမှုကိုအသားရည်စုပြအောင်လိမ့်တဲ့ဟာပေါ့ရေဓာတ်ဆုံးရှုံးမှုကိုကောက်ွယ်ပေးတဲ့အသားရည်စုပြမှုဖြစ်စေဖို့အတွက်ပေါ့နော်အလှစီပေါ့နောက်တော့က spray deodorant ပေါ့နော်ကတော့ဘာလဲဆိုတော့သူကရနံ့ပေါ့နော်ဖြန်းအမွှေးရည်ပါလေချွေးနှံပြောက်စေးသဘောမျိုးပေါ့နော်အမွှေးနှံပြောက်မှာတော့ချွေးနှံလေးပြောက်ပြီးမှုေးနေစေတဲ့အရည်ပေါ့နော်အဲ့တော့ after shaves ကကြတော့မုတ်စိတ်ရိတ်
see after shave burns တဲ့သူကတော့မုတ်စိတ်ရိတ်စီအမွေးပေါ့အဲ့ဟာလေးနဲ့ရိတ်ပြီးတော့လူရတဲ့ဟာလေးပေါ့မုတ်စိတ်ရိတ်စီအမွေးတဲ့ and countless others တဲ့အခြားမယူတတ်နိုင်တဲ့ပစ္စည်းတွေအများကြီးရှိသေးတယ်တဲ့ then in the past ဟိုတုန်းကထက်ပေါ့နော်အတိတ်ကတော့ဒီလောက်ကြီးထိရွေးချယ်စရာတွေသိမများဘူးလှပကြီးကအခုဆိုအစုံမဲ့ရွေးချယ်စရာကြီးကဟလာအရေးကြောင်းတွေပျောက်တဲ့ဟာတွေရောအစိုးတက်ထိန်းတဲ့ဟာတွေရော in spite of new products and brands တဲ့ဒီလိုပေါ့နော်new products တဲ့ဒီအသစ်ကုန်ပစ္စည်းတွေ brand ဆိုတဲ့ဒစိမ့်အသစ်တွေပေါ့နော်ထုတ်ကုန်အသစ်တွေဒစိမ့်အသစ်တွေရာတဲ့အသစ်တွေပေါ့နော် being created every day တဲ့နေ့တိုင်းဖန်တီးထားတဲ့ပေါ့နော်နေ့တိုင်းပေါ်နေတဲ့ဒီကုန်ပစ္စည်းအမျိုးအစားအသစ်တွေတဲ့အဲ့လိုဒစိမ့်အသစ်တွေပေါ့နော်ပေါ်တော်လဲတဲ့ပေါ်များတော်လဲပဲတဲ့တနခါ is a unique beauty product of Myanmar တဲ့တနခါဒီမြန်မာနိုင်ငံရဲ့ဟလာတကယ်အတုမရှိအလောက်ကုန်ပစ္စည်းပဲမြန်မာနိုင်ငံကမြန်မာမှစီရင်တနခါတက်ကြပါတယ်တနခါကိုလူကြတယ်ပေါ့နော် It is inseparable from the daily life of most women in Myanmar မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးအများစုရဲ့နေ့စဉ်ဘဝနဲ့ဒီတနခါနဲ့ဆိုတာတကယ်ကိုခွဲခြားလို့တော့မရနိုင်ဘူးပေါ့မျိုးသမီးတွေနေ့စဉ်ဘဝမှာတနခါမပါမဖြစ်ဖဲပေါ့ဟလားအများတနခါနဲ့ထိတွေ့နေတယ်ဒါတချို့လည်းအများတနခါကြီးချိုးပြီးတိုင်းလိမ့်နေမနဲ့လင်းလိမ့်နေ In other countries တခြားနိုင်ငံတွေမှာကြတော့ it is used ဒါကိုသုံးစွဲပါတနခါကိုသုံးစွဲပါတယ် mostly for medicinal purposes တဲ့ဟလားတို့တော့တခြားနိုင်ငံတွေမှာကြတော့ဆေးဝါးအနေနဲ့ပဲသုံးစွဲတာတဲ့ဒါကို only in မြန်မာနိုင်ငံမှာဒါလည်း it is used mainly as a cosmetic တဲ့ဟလားမြန်မာနိုင်ငံမှာပဲတဲ့အလောက်ကုန်ပစ္စည်းအနေနဲ့သုံးတာတခြားနိုင်ငံတွေကျတော့ဆေးဝါးအဖြစ်နဲ့ပဲသူတို့ကဒီတနခါဆိုတာမျိုးသုံးစွဲတာပါတဲ့အဲ့ဆို number 1ကဘာနဲ့သွားကြိုင်မလဲဆိုတော့တချို့အပေါ်ကောင်းစင်တွေကြည့်အောင်ဆိုလို့ရှိရင် number 1ကဟလာမြန်မာနိုင်ငံရဲ့ပြိုင်ဘက်ကင်းအလှကုန်ဆိုကြတဲ့ကိုနံပါတ် D နဲ့ပေါ့ number 1ကနံပါတ် D နဲ့သွားတွေ့မယ်နော်နောက် number 2 in မြန်မာတဲ့မြန်မာနိုင်ငံမှာတဲ့တနခါ means တဲ့မြန်မာမှာဆိုလို့ရှိရင်တနခါကပေါ့နော်အဓိပ္ပာယ်ရတယ်ပေါ့ different things တနခါကိုအဓိပ္ပာယ်မျိုးဖွင့်ဆိုတယ် to different groups of people လူအုပ်စုအမျိုးမျိုးကလူအုပ်စုအမျိုးမျိုးအတွက်အဓိပ္ပာယ်မျိုးမျိုးရှိတယ်တဲ့တနခါကတဲ့ to မြန်မာ children နဲ့မြန်မာကလေးငယ်လေးတွေအတွက်ကြတော့ it means just a face တဲ့မြန်မာကလေးငယ်လေးတွေအတွက်ကြတော့သူဒါကတော့လိမ့်စရာတစ်မျိုးပဲတဲ့ their mother smear ပေါ့နော်သူတို့အမေလိမ့်ပေးတဲ့လိမ့်စရာတစ်မျိုးပါပဲတဲ့ on their faces and bodies တဲ့ after a birth တဲ့ရေချိုးပြီးတဲ့နောက်မှာကလေးလေးတွေရဲ့ဒီခန္ဓာကိုယ်တွေမှာမျက်နှာလေးတွေမှာအမေကတုပ်လိမ့်ပေးတဲ့ဒါလိမ့်စရာတစ်မျိုးများပဲတဲ့ဒါမြန်မာကလေးတွေအတွက်ကတော့အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော် to beauty conscious young ladies တဲ့ဒီပါလဲအလားပါစိတ်ဝင်စားတဲ့မိန်းမပြိုလေးတွေအတွက်ကြတော့လဲတဲ့ a thin layer of the best quality တနခါတဲ့တကယ်ကိုတနခါပေါ့နော်အကောင်းစားတနခါအရေးကျဲလေးပေါ့နော်ပါလေး apply to their faces တဲ့သူတို့ရဲ့မျက်နှာတွေကိုတနခါကောင်းလေးကိုပါကြီးလေးပေါ့နော်ပါလေးတနခါအရေးကျဲလေးပေါ့နော်လိမ့်တာကတဲ့ဟလာ somewhat covers တဲ့သူတို့ဗာလဲဆိုတော့ဖုံးကွက်ထားပါတယ်ဖုံးကွက်ထားတဲ့ covers somewhat covers ဖုံးကွက်ထားပါတယ် pimples ဝက်ချံလေးပေါ့မျက်နှာမှာရှိတဲ့ဟာအဲ့ပြီးတော့ဝက်ချံပြီးတော့နောက်ပါလို့ခေါ်ရလဲဆိုတော့ acne on their faces တဲ့သူတို့ရဲ့မျက်နှာပေါ်မှာရှိတဲ့ဒီဝက်ချံပုံးတွေပေါ့နော်သူတို့ရဲ့မျက်နှာတွေမှာဝက်ချံပုံးတွေဟလာကာကွယ်ပေးထားတဲ့ဒီကာကွယ်ပေးထားတယ်ပေါ့နော်ဒီမြန်မာမျိုးသမီးလေးတွေပေါ့အလှပရေးရအောင်စိတ်ဝင်စားတယ်အလှပရေးရအောင်အာယုံစိုက်တဲ့မိန်းကလေးတွေကြတော့ဒီအရေးကျတဲ့နှခါလေးတုပ်လိမ့်တာကတဲ့သူတို့မျက်နှာမှာရှိတဲ့ဝက်ချံပုံးတွေကိုဖုံးကွယ်ထားပေးပါတယ်တဲ့ it also gives them တဲ့အဲ့မြေတနခါကနေသူတို့ကိုပေါ့နော်ထိန်းထားပေးတယ်ဖြစ်စေတယ်ရစေတယ်ပေါ့ကွယ်ဘာလဲဆိုတော့sweet scented အမွှေးနံသင်ပြစေတယ်ပေါ့တကယ်တနခါစစ်ကလေးကနံလေးကမွှေးနေရပဲခူတနခါလေးလိမ့်ထားအေးနေတယ် and fresh the whole day တနေ့လုံးလန်းဆန်းတယ်တနခါနံလေးတင်တယ်ပေါ့အေးမွှေးလေးပေါ့တနခါက some young ladies တဲ့တချို့ဒီမိမငယ်လေးတွေကကျတော့ find time နဲ့ to make decorative patterns such as that of a leaf တဲ့တချို့မိန်းကလေးတွေကြတော့ပေါ့နော်တချို့မိန်းမငယ်လေးတွေမိန်းမပြိုလေးတွေကြတော့တဲ့အချိန်ယူပြီးတော့ကိုပဲသူအလှချဲသားတယ်တဲ့ decorative patterns ပေါ့နော်အလှချဲသားပါတယ်ဆက်ချက်တနခါကိုပဲပုံစံလဲဆိုတော့ of a leaf or flower တနခါလေးတွေကိုဒီလိုသိရွက်ပုံလေးတွေပန်းပွင့်ပုံလေးတွေဖော်ပြီးတော့လိမ့်နေတဲ့တချို့မျိုးသမီးလေးကြတော့ဒါကိုစိတ်ရှိလက်ရှိနေသူကအချိန်ယူပြီးတော့ကိုလိမ့်နေတယ်လို့အဲ့လိုပြောချင်တာပေါ့နော် to teenage boys တဲ့ဒီဆယ်ကျော်သက်ပေါ့အဲ့တော့အရင်ဗီဒီယိုဖိုင်တွေတော့လည်းတစ်ချက်ပြောထားပါတယ် teenage ဆိုတာကဆယ်ကျော်သက်တိုင်း
10နှစ်ကျော်တိုင်း10ကျော်သက်တော့မဟုတ်ဘူးသူကတီးရနဲ့ဆုံးတဲ့နှစ်တွေဆိုတော့30ကနေလာပါပေါ့30 40 50 60 70 80 90 20တို့11တို့ဟာလာ12တို့ကမပါဘူး10နှစ်ကျော်ပြီမဲ့အဲ့ဒါ teenage ထဲမှာမပါဘူး teenage က13 14 15 16 17 18 19အဲ့အုပ်စုပေါ့နော် to teenage boys တဲ့အဲ့အုပ်စုဒီပေါ့နော် teenage အရွယ်ကောင်လေးတွေကတဲ့အဲ့သူတို့အတွက်ကတော့တနခါက helps them တဲ့တနခါကသူတို့ကိုကူညီပေးပါတယ် height ပါတော့ကွယ်ထားပေးဖို့ the ugly pimpers တဲ့ယောက်ျားလေးဆိုရင်ဒါလူပြပေါက်ကလေးတွေပေါ့ teenage ဆိုတော့လူပြပေါက်ကလေးတွေဆိုတော့ကျတော့သူတို့ကနည်းနည်းအသားရမမှန်ဘူးပေါ့ဟော်မုန်းမညီမျှတော့ကြတော့အဖုအပိတ်ပေါ့နော်ဒီဝက်ချံဘူးကြီးတွေရုပ်စုပန်းစုထွက်နေတာတွေရှိတယ်တနခါလေးလိုက်ရင်အဲ့ဒါလေးတွေကဖုံးထားသလိုဖိထားသလိုဖြစ်တာပေါ့ that begin to appear on their faces တဲ့ဒီစကြောသက်တွေမှာသူတို့ရဲ့မျက်နှာတွေမှာပေါ်ပြီးတော့ဟာလားစပြီးတော့ပေါ်လာတဲ့ရုပ်ဆိုးဆိုးဝက်ချံတွေကိုတနခါတွေကကွယ်ပူပြီးတော့ဖုံးထားပေးပါတယ်တဲ့ just at the age အဲ့ဒီအရွယ်မှာဆိုလို့ရှိရင်တဲ့ဘယ်လိုအရွယ်ဖြစ်မလဲဆိုတော့ one they want to look handsome တဲ့သူတို့ကအရန်ချောကျင်တဲ့အရွယ်ပေါ့ကလေးလေးတွေကလူပြိုပေါက်အရွယ်လေးတွေရောက်လာပြီဆိုတော့အရန်ကိုသူတို့ချောကျင်ခံရကျင်တဲ့အရွယ်ကိုမှဝက်ချံအပိတ်တွေကထွက်နေတာပေါ့နော်ဟော်မုန်းဓာတ်တွေကြောင့်အဲ့မှာတနခါလေးလဲလိုက်မှဆိုလို့ရှိရင်သူတို့ကနည်းနည်းကြည့်ပြောရှုပြောတော့ဖြစ်သွားတာပေါ့ ugly pimpers တွေကိုတော့ဝက်ချံကနေပြီးကြတော့ugly pimpers တွေဟာရုပ်ဆိုးတဲ့ဝက်ချံတွေကိုတနခါကနေပြီးကူပြီးတော့ဖုံးထားပေးတယ်ပေါ့အဲ့တော့သူတို့ကနည်းနည်းချောအောင်မှုအောင်လှအောင်လုပ်ကူထားပေးတယ်ပေါ့ to older women နဲ့မိန်းမအသက်ကြီးမိန်းမတွေပဲကြတော့တနခါ makes them feel တဲ့တနခါသူတို့ကိုဟလာ protected တဲ့ဘာတော့ from getting wrinkles and freckles တဲ့ wrinkles ဆိုတာကတော့ပရေတွန့်နာတွေဟလာ freckles တင်းတိတ်တွေပေါ့ပရေတွန့်နာတွေတွန့်တိတ်တွေတဲ့အသက်ကြီးတဲ့မျိုးသမီးတွေကတော့ပရေတွန့်နာတွေတင်းတိတ်တွေကိုတနခါလေးတွေကကာကွယ်ပေးပါတယ်တဲ့အဲ့တော့ဒေါ်ဒနတင်းတိတ်တွေလည်းတနခါလေးနဲ့ဖုံးထားရင်မမြင်ရဘူးပေါ့ကွယ်ဟလာတွန့်နာတွေပါလက်သိမမြင်ရဘူးပေါ့တခါ to those တဲ့ဒီလိုလူတွေ who have to toilet in the berry feast in the berry feast ကစဘာကင်းပေါ့နော်စဘာကင်းထဲမှာပေါ့နော်စဘာကွင်းထဲမှာစဘာလေကွင်းထဲမှာပင်ပန်းလှုပ်ရတဲ့သူတွေပေါ့နော်ဒီ toilet ကတော့ပင်ပန်းလှုပ်ရတဲ့သူတွေပေါ့နော်အဲ့လိုလူတွေ order မို့ရင် say things that in the tropical sun ပေါ့နော်ဒီအပူပိုင်းပေါ့နေပူကျဲမှာဈေးရောင်းရတဲ့သူတွေစဘာကင်းထဲမှာထွက်ပြီးတော့လှုပ်ရတဲ့သူတွေအဲ့လိုလူတွေအတွက်ကြတော့တဲ့ a thick layer of တနခါထူထူလေးလိမ့်ထားတာက definitely serves ဟလာတေချာပေါက်ကိုပဲ definitely serves တေချာပေါက်လှုပ်ပေးပါတယ် as a sunblock sunblock ဆိုတာကတော့နေပူခံလိမ့်စေးပေါ့ပြောရင် sunscreen ပုံစံမျိုးပေါ့ကွယ်နေကာထားတာပေါ့တနခါတွေနဲ့ထူထူလေးလိမ့်ထားတော့တနခါတွေနဲ့အသားရည်ကိုဓာတ်ရိုက်နေရကြလို့မရဘူးတနခါတွေအပေါ်ကနေပါလေးတွေပေါ့အသားရည်ပေါ်မှာခံထားရတဲ့ကြောင့်အသားရည်ကနေထိတဲ့တန်းနဲ့ကာတယ်ပေါ့ကွယ် protecting their faces and limbs from sunburn အော်ဒီမှာအဲ့တော့ sunburn ဆိုတာနေလောင်ခြင်းမှာပေါ့နော်နေလောင်ခြင်းကနေသူတို့ရဲ့ဘာလို့ခြေမျက်နာတွေခြေတွေလက်တွေပေါ့နော်မျက်နာတွေခြေလက်တွေကိုနေလောင်ခြင်းမှာကာကွယ်ပေးပါတယ်လက်တွေပါလိမ့်သွားတာပေါ့နော်ဒါမျိုးတွေ now do a young man and returning from a visit to upper Myanmar တဲ့ do a young man နဲ့လူငယ်တယောက်အတွက်ပေါ့နော်လူငယ်အမျိုးသားတယောက်အတွက်တဲ့ returning from a visit အလယ်ဘက်ကနေပြန်လာတဲ့ to upper Myanmar တဲ့အထက်မြန်မာပြည်ကနေအလယ်ဘက်ကနေပြန်လာတဲ့အဲ့ဒါဒီလူငယ်ကောင်လေးတယောက်အတွက်ကတော့တဲ့ a sizable piece of တနခါတဲ့ sizable ဆိုတာကတော့အနေတော်တုံးထားတဲ့တနခါတုံးလေးတွေပေါ့ဂလန်ဂလာကြီးတွေမဟုတ်ဘူးအနေတော်တုံးထားတဲ့တနခါတုံးလေးတွေကတဲ့ serves as a cherished gift for his beloved တဲ့ဟုတ်လားသူ့ရဲ့ချစ်သူအတွက်ကတော့တကယ်ကို cherished gift တကယ်ကိုချစ်တဲ့လက်ဆောင်ပေါ့နော်အဲ့တော့လူပြပေါက်ကလေးကအနေရာကနေပြန်လာမယ်အထက်မြန်မာပြည်ကနေပြန်လာမယ်ဆိုရင်သူ့မှာသူ့ချစ်သူလေးကိုအပြန်ကြတနခါတုံးလေးလက်ဆောင်ပေးတာကတကယ်ကိုအဆင်ပြေတဲ့ကောင်းတဲ့လက်ဆောင်လေးပါပေါ့နော်အဲ့လိုလေးတွေသူပေးမှာပေါ့ ingenious ပေါ့ too ingenious medical man တဲ့ဒေသခံတိုင်းရင်းဆေးဆရာတွေအတွက်ပေါ့ too ingenious medical man ဒေသခံတိုင်းရင်းသားဆေးဆရာတွေအတွက်ကတော့ the roots of တနခါ trees တဲ့တနခါသစ်ပင်ကတနခါပင်ကအမြစ်တွေပေါ့နော်တနခါပင်ကအမြစ်တွေက are of much value တဲ့အတော့ဖိုးတန်ပါတယ်တဲ့ as they form တဲ့သူတို့က important ingredients in some medicine တဲ့ in some medicine တချို့ဒီဆေးဝါးဖော်စတဲ့နေရာတွေမှာတဲ့အရေးကြီးတဲ့ပါဝင်ပစ္စည်းဖြစ်လို့မလို့တဲ့ဘာဖြစ်တာတော့ဒေသခံတိုင်းရင်းဆေးဆရာတွေအတွက်ကတော့တကယ်ကိုတနခါကအရန်ကိုတန်ဖိုးကြီးပါတယ်ဟုတ်လားတ
တန်ဖိုးကြီးတယ်ပေါ့တိုင်းဆေးဆရာတွေအတွက်ကတော့တနခါအမြင့်ကတန်ဖိုးကြီးတယ်အဲ့လိုပြောချင်တာပေါ့အဲ့ဒါဆိုရင်နံပါတ်2ကဘာနဲ့သွားကိုက်မလဲဆိုရင်ဒီမှာဘာအကြောင်းပြောနေတာလဲဆိုတော့နံပါတ်2က how တနခါ is used ပေါ့တနခါသုံးဆွဲနည်းကိုပြောချင်တာပါเนาะနံပါတ်2ကကဲနံပါတ်3ကိုကြည့်အောင် and what might the nakar mean to foreign women visiting Myanmar for the first time ဟောအဲ့တော့တခါ for the first time ပထမဆုံးအချိန်အနေနဲ့မြန်မာနိုင်ငံကိုလည်ပတ်တဲ့ပေါ့နော် for foreign women ပေါ့နိုင်ငံခြားသူတယောက်အတွက်ကတော့တဲ့ and what might the nakar mean တဲ့တခါဟာလာဘာတနခါကိုဘာလို့ဆိုလိုရလဲပြောချင်တာတော့ပထမဆုံးအချိန်မြန်မာနိုင်ငံကိုရောက်လာတဲ့နိုင်ငံခြားသူအတွက်ကတော့တနခါကဘယ်လိုအဓိပ္ပာယ်များရှိနေမလဲပေါ့ she is likely to တဲ့ပါတယ်she is likely to bewildered တဲ့သူမကထူးဆန်းရလဲထူးဆန်းနေမှာပေါ့တဲ့ to see most local women တဲ့ဒီဒေသခံမြန်မာနိုင်ငံသားမိန်းမတွေပေါ့ with yellow patches on their faces and arms တဲ့သူတို့ရဲ့ဒီမျက်နှာတွေပေါ့နော်လက်မောင်းတွေပေါ်မှာ yellowish ဟာလား patches ကတော့အဝါရောင်ကွက်ကြားတွေပေါ့ yellowish patches အဝါရောင်ကွက်ကြားတွေသူတို့ရဲ့ဒီမြန်မာမျိုးသမီးတွေရဲ့မျက်နှာတွေလက်မောင်းတွေပေါ်မှာအဝါရောင်ကွက်ကြားတွေကိုတဲ့မြင်ရတာဟာတဲ့နိုင်ငံခြားသူတယောက်အတွက်ကတော့တဲ့ရောက်ခါစားနိုင်ငံခြားသူတယောက်အတွက်ကတော့bewildered တဲ့ထူးဆန်းကောင်းထူးဆန်းနေမှာပါတဲ့သူတို့ကတော့ထူးဆန်းဆန်းပေါ့ဘာကြီးလည်းမသိဘူးပေါ့နော် she will likely ask တဲ့သူမကမေးချင်လိုက်မယ် a person nearby တဲ့ nearby ဆိုတာကတော့သူအနီးနားမှာပေါ့သူ့နားမှာရှိတဲ့လူတယောက်ကိုသူမေးပါလိမ့်မယ်တဲ့ what those yellow patches are တဲ့ဒီအဝါရောင်အကွက်တွေကပေါ့နော်ဒီပကွက်ကြားတွေပေါ့ကွယ်တနခါပကွက်ကြားတွေကဘာတွေလဲလို့သူကမေးလိမ့်မယ်တဲ့ဟာလား she will of course တဲ့ of course she will be told သူမကိုအဲ့မှာပြောကြမှာပါတဲ့ that the yellowish patches ပေါ့နော်ဒီအဝါရောင်ပကွက်ကြားတွေကပေါ့နော် are faced တဲ့အနှစ်တွေပါပေါ့ဟလားအနှစ်တွေ from the bark of the တနခါ tree တဲ့တနခါတစ်ပင်ရဲ့အခောက်ကနေရတဲ့အနှစ်တွေပါလို့သူ့ကိုပြောပြကြမှာပါတဲ့ she may even be told တဲ့သူမဟုတ်တခါပြောပြအောင်မှာပါ that ဘာလဲဆို the paste is obtained တဲ့ဒီအနှစ်တွေကိုရရှိတာပါ from ဟာလားဘာလဲgrinding the bark of the nakar တဲ့တနခါခောက်ကိုတွေးလို့မို့ထွက်လာတာဆိုတာကိုလည်းရှင်းပြမှာပါတဲ့ with a bit of water bit ဆိုတာအလစ်သေးပါပဲเนาะရေနဲ့တနခါခောက်ကိုတွေးရကနေထွက်လာတဲ့အနှစ်ပါဆိုတာကိုသူမကိုပြောရင်တော့ပြောနိုင်တယ်တဲ့ရှင်းရင်တော့ရှင်းပြနိုင်ပါတယ်တဲ့ on ကြောက်ပြင်တဲ့ကြောက်ပြင်ဆိုတာကတော့ a piece of flat stone တဲ့တကယ်ကိုဟိုကြောက်ဘယ်လိုခေါ်မလဲအပိုင်းအစာကြီးပေါ့နော်ကြောက်ပြအပိုင်းအစာကြီးပေါ့ကြောက်ပြအပိုင်းအစာပေါ်မှာကြောက်ပြင်လို့ခေါ်တယ်မြန်မာလိုကြောက်ပြင်လို့ခေါ်တဲ့ကြောက်ပြအပိုင်းအစာပေါ်မှာရေနဲ့ငံနဲ့သွေးပြီးတော့မှရတဲ့အနှစ်ဆိုတာဟိုတော့မှပဲသူမကိုပြောရင်ပြောကြလိမ့်မယ်တဲ့ပြောနိုင်ကောင်းပါတယ်တဲ့ at the same time တစ်ချိန်တည်းမှာပဲ she is likely to learn တဲ့သူမကသိချင်လာမယ်ပေါ့နော် about its many benefits ဒီတနခါရဲ့ကောင်းကျိုးတွေပေါ့နော်၎င်းရဲ့ကောင်းကျိုးတွေကိုတော့သိလာနိုင်ပါတယ်တဲ့ဒါဆိုနံပါတ်3ကဘာနဲ့တွားပြီးတော့ကိုက်မလဲဆိုလို့ရှိရင်ကျွန်တော်အပေါ်ကခေါင်းစဉ်တွေလေးကနေကျန်းနေတဲ့ထဲကနေကြည့်ရမယ်ကျန်းနေတဲ့ထဲကနံပါတ် A နဲ့ကိုက်မှာပေါ့နော် what တနခါ is တနခါဆိုတာတနခါရဲ့ဒါအဓိပ္ပာယ်ကိုရှင်းပြတာကြောက်ပြပေါ်မှာရေနဲ့ငယ်နဲ့ဟလာတနခါပင်ရဲ့အခောက်ကိုတွေးရတဲ့အရာပေါ့နော်နောက်နံပါတ်4တနခါက comes in different forms and sizes တဲ့တနခါဆိုတာအရွယ်ပုံစံအမျိုးအစားမျိုးလာတယ်တဲ့ from pieces cut from the slender branches of huge trunks တဲ့ဟလာ huge trunks ပေါ့အဲ့တော့တနခါဆိုတာအရွယ်စားပုံစံအမျိုးပဲတဲ့ from pieces အပိုင်းအစနေလာတာပါတဲ့ cut ဖြတ်တောက်ထားတဲ့အပိုင်းအစ from the slender branches တွယ်လေးရတဲ့အကိုင်းခတ်တွေကနေဖြတ်တောက်ပြီးကြတော့ to huge trunks တဲ့ကြီးမားတဲ့ပင်စကြီးတွေထိအဲ့တော့တစ်ပင်တစ်ပင်တော့ငါးပင်တစ်ပင်လဲလိုက်ပြီဆိုရင် site က site စုံ guide စုံပဲဆိုတာတော့ပဲပင်စီဆိုရင်တော့တုတ်မှာပေါ့အဲ့ဒါချမ်းမှာပေါ့ဂိုင်းပြားဂိုင်းသားတွေဆိုရင်တော့သေးမှာပေါ့လက်ထဲမှာသွေးလို့ရတဲ့အနေထားလောက်ပဲပေါ့အမြင့်တွေကြတော့တချို့ဘက်တွေမှာဆိုရင်တော့ကြိတ်ပြီးကြတော့နှာခေါင်းမှုန်တွေလှုပ်ပြီးတော့အလုံးလေးတွေလုံးပြီးတော့နောက်တော့ကြတော့ခြေထောက်တွေလက်တွေလိမ့်တာပေါ့နော်ဒါမျိုးရွယ်စားမျိုးရှိတယ်တဲ့ which look like logs for the fireplace တဲ့သူကfireplace ပေါ့နော်မီးဖို့အတွက်ကြတော့သူတစ်လုံးမီးဖို့အတွက်လုပ်ထားတဲ့တစ်လုံးနေလို့ပဲတဲ့တနခါတုံးနေကြည့်လိုက်လို့ရှိရင်အဲ့လိုလဲတူတယ်တဲ့It is also available in the form of small cakes တဲ့သူကတနခါခဲတေးလေးတွေလည်းရနိုင်တယ်တနခါခဲအနှစ်ကလေးတွေပေါ့ creams တဲ့ဟလာ cream အနေနဲ့လည်းရနိုင်တယ် lotions and powders ဟလာတနခါအရည်အနေနဲ့လည်းရနိုင်တယ်တနခါအမှုန့်အနေနဲ့လည်းရနိုင်တယ်တနခါအနှစ်အနေနဲ့လည်းရနိုင်တယ်
တနခါအခဲလေးတွေလည်းရနိုင်တယ်တနခါခဲလေးတွေပေါ့ရွှေပြည်နန်းတနခါတို့ပါဆိုအခဲလေးတွေပေါ့နှစ်ကလေးတွေပေါ့နော်သူတို့ယနေ့ခေတ်မှာတနခါ paste တယ်တနခါအနှစ်ကတဲ့ with fragrances of flowers and fruits တဲ့ဒီကိုပန်းပွင့်ရနံ့ပေါ့နော်အသေးရနံ့လေးတွေနဲ့ပေါ့အသီးအနံပန်းအနံပါဒါစကဝါနံရွှေပြည်နန်းမှာဆိုတာခရီနံဟုတ်လားဒါကစပယ်နံအဲ့လိုမျိုးအသီးအနံပန်းအနံလေးတွေနဲ့တနခါအနှစ်ကိုတဲ့ is available on the market တဲ့ဈေးထဲမှာအဲ့လိုဟာလေဥတနခါရောက်တဲ့သူကစပယ်နံခရီနံဟလားဂန့်ကောနံဒါမျိုးလေးတွေပေါ့နော်အဲ့လိုလေးတွေရနေကြပြီတဲ့ဈေးကွက်မှာယနေ့ခေတ်မှာဆိုရင်တဲ့ဒါဆိုလို့ရှိရင်တော့နံပါတ်4ရကြတော့ဘာနဲ့သွားကြိုက်မလဲဆိုတော့သူကျန်တဲ့ထဲကနေပါတစ်ချက်လို့ကြည့်ကြည့်အောင်နံပါတ်4ရကြတော့ကလေးတို့ e နဲ့တိုက်ပါပေါ့ e နဲ့ကြိုက်ပါပေါ့နော်နံပါတ် e ကဘာလဲဆိုတော့ different forms of တနခါပုံစံအမျိုးမျိုးတွေမှာအရေတို့အခဲတို့အနှစ်တို့ဟာလားအစုံပေါ့နော်အဲ့ဒါနံပါတ်4နဲ့ကြိုက်ပါတယ်နောက်နံပါတ်5ကြည့်အောင်နေ့ခေတ်မှာဆိုလို့ရှိရင်တဲ့သူတို့ယနေ့ခေတ်မှာ many forms of beauty products လကုန်ပစ္စည်းအမျိုးစုံမျိုးอ่ะပေါ့နော် may compete with တနခါနဲ့ရှင်ပြိုင်လာကြတယ် and many young and old မြန်မာ ladies တဲ့မျိုးသမီးငယ်တွေဒါမှမဟုတ်မြန်မာမျိုးသမီးအကြီးအသက်ကြီးတွေကတဲ့ may show preference နှစ်သက်တာကိုပြောင်းပြလိုက်မယ်တဲ့ for western dresses နောက်တိုင်းဝတ်စုံတွေ and beauty products ပေါ့နော်အလှကုန်ပစ္စည်းတွေကိုနှစ်သက်တာကိုပြောင်းပြပါလိမ့်မယ်ဗတ်တိုင်းမှာလည်း many of them တဲ့သူတို့ထက်ကအများစုကတော့ may stay continue to rely on the power of the nakar for their beauty and comfort တဲ့နောက်တိုင်းထွက်တဲ့လှကုန်ပစ္စည်းတွေဝတ်စားတွေကိုနှစ်သက်ရင်လည်းနှစ်သက်ပါလိမ့်မယ်ဒါပေမဲ့တနခါကိုလည်းသူလုံးလုံးကတော့ပြစ်ပယ်မထားဘူးပေါ့နော်သူတို့အလှပါကြီးရတဲ့တက်တောင်တတာရှိမှုအတွက်တနခါကိုပဲသူတို့ဆက်လက်ပြီးတော့သုံးဆွဲနေကြတာပါပဲတဲ့ currently ကတော့ဗာပြောချင်တာလောလောဆယ်တဲ့တနခါ is exported တနခါကိုတင်ပို့ပါတယ်တဲ့ in the form of cakes တဲ့အခဲပုံစံ creams ပုံစံ and powders အမှုန့်ပုံစံနေနဲ့တနခါကိုတင်ပို့တယ်တဲ့လောလောဆယ် there are မြန်မာ entrepreneurs တဲ့နော်မြန်မာစီးပွားရေးဆွမ်းဆောင်ရှင်တွေရှိပါတယ်တဲ့ who are doing their best အကောင်းဆုံးစူးစမ်းနေတဲ့သူတွေ to promote the sale of တနခါ abroad နိုင်ငံခြားမှာတနခါရောင်းအားမြင့်တင်မှုအတွက်အကောင်းဆုံးစူးစမ်းနေတဲ့မြန်မာစီးပွားရေးဆွမ်းဆောင်ရှင်တွေရှိပါတယ်တဲ့ this will surely help the world ဒါတကြပေါက်ကဘာကြီးကိုဟလာကူညီပေးပါပါသူ recognize တနခါကိုအသိမှတ်ပြုလာအောင် as a Myanmar cultural heritage မြန်မာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ကဘာကနေအသိအမှတ်ပြုအောင်မြန်မာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်တနခါကိုကဘာကနေအသိအမှတ်ပြုအောင်ဟလာဒါဟာတကြပေါက်အကူညီရမှာပါ this might even convince ဒါဟာတည်မြင်လာနိုင်တယ်ယုံကြည်လာနိုင်တယ်ဟလာနော်မြန်မာ women မြန်မာမျိုးသမီးမဟုတ်တဲ့မျိုးသမီးတွေပေါ့နော်အဲ့ဒါမြန်မာမဟုတ်တဲ့အမျိုးသမီးတွေပေါ့ that အဲ့ဒါတွေကမြန်မာမဟုတ်တဲ့မျိုးသမီးတွေကိုဟလာယုံကြည်လာနိုင်တယ်တည်မြင်လာစေနိုင်ပါတယ် that ပါလဲဆိုတော့တနခါ is good တနခါကောင်းပါတယ် not only as a cosmetic လကုန်ပစ္စည်းအနေနဲ့ကောင်းရုံသာမှာက but also as a skin care product အသားရည်ထိန်းသိမ်းတဲ့ထုတ်ကုန်ဖြစ်ပါတိတောင်တိလာနိုင်ပါတယ်ကဘာကမြန်မာမဟုတ်တဲ့မျိုးသမီးတွေတောင်မှပဲတနခါတွေလကုန်ပစ္စည်းတစ်ခုသာမကသားရည်ထိန်းသိမ်းတဲ့ပစ္စည်းတစ်ခုပါသိမြင်လာနိုင်ပါတယ်တဲ့အဲ့ဆိုနံပါတ်5ရဲ့နံပါတ်5ရတစ်ခုပဲကြံတော့တယ်ဘာကြံနေတာလဲဆိုတော့နံပါတ်5က C ပဲကြံတော့တယ်ပေါ့နော်နံပါတ် C ကဘာလဲဆိုတော့ the future of တနခါတဲ့တနခါရဲ့အနာဂတ်အလားလာပေါ့နော်ကဲဒါဆို comprehension အဆိုင်နံပါတ် A ပါတခါတည်းဖတ်ရတဲ့တချို့ကဒါရှင်းပြသွားလိုက်ရတာပေါ့နော်ကဲ B ကဘာလဲဆိုတော့ for each one in bold တဲ့ဟလာဒီအမဲရောင်ပေးထားတဲ့စကားလုံးတစ်လုံးစီအတွက်တဲ့ဟလာ from the three choices given တဲ့အောက်မှာပေးထားတဲ့3မျိုးရွေးချယ်စရာ3မျိုးပေါ့ one that is similar in meaning and circle A B or C whichever is correct မှန်ကန်တဲ့ ABC မှန်ကန်တဲ့အရာကို ABC တွေကနေပြီးကြတော့တဲ့အဓိပ္ပာယ်တူတယ်ပေါ့ဒီအမဲစလုံးပေးထားတဲ့စလုံးနဲ့အဓိပ္ပာယ်တူတဲ့ဒီစနနံစလုံးကိုတဲ့ရှာပြီးတော့ ABC တွေကနေဝိုင်းလေးတွေပေါ့နော်စက်ကလေးတွေဝိုင်းပေးပါတဲ့အဲ့တော့နံပါတ် A ကနံပါတ်1က booming in paragraph 1နဲ့ paragraph 1မှာရှိတဲ့ booming ဆိုတာဘာပြောတာတော့နံပါတ် A က change ပြောင်းလဲတာ growing ကြီးထွားတာဖွံ့ဖြိုးတာနံပါတ် C က set ဆိုတော့ the booming ကတော့ တိုးတက်လာတာဆိုတော့ growing နဲ့မှာကိုက်မှာပါနောက်နံပါတ်2က unique in paragraph 1နဲ့ paragraph 1မှာရှိတဲ့ unique ဒီထင်ရှားတဲ့အရာပြိုင်ဆိုင်ရှာတစ်ခုတည်းသောအရာကဘယ်ဟာလဲတဲ့နံပါတ် A က very rare အရန်ရှားတာ
Number B က very special အထူးခြားတာပေါ့အရန်ထူးခြားနေတာပေါ့ Number C က very valuable အလွန်မဲ့အဖိုးတန်တာဆိုတော့ဒါက number B နဲ့မှာအဆင်ပြေမှာပါ very special ဆိုတဲ့ဟာကိုဝိုင်းပါမယ်နောက် number 3က smears in paragraph 2တဲ့ paragraph 2မှာရှိတဲ့ဒီတုတ်လိမ့်တဲ့အရာကဘာနဲ့တူတာလဲတဲ့ number A က covers ဖုံးတယ် number B puts ထားတယ်ထည့်တယ် number C suppress ဟလာဖြန့်တယ်အဲ့တော့ number 3 smears နဲ့ကြိုက်တာကတော့ suppress number C နဲ့မှာကြိုက်ပါမယ်နောက် number 4က cherished in paragraph 2တဲ့paragraph 2မှာရှိတဲ့ cherished ကဘာပြောတာလဲဆိုတော့ number A က valued တန်ဖိုးရှိသောတန်ဖိုးထားရသော number B honored ဂုဏ်ယူစရာကောင်းသောဂုဏ်ယူရသော number C က respected ယူသည်လေးစားသောဆိုကြတဲ့က number A ပေါ့တန်ဖိုးထားမြတ်လို့ရတဲ့အရာ valued ပေါ့နော်နောက် number 5က bewildered in paragraph 3မှာရှိတဲ့ bewildered ကဘာလဲတဲ့ number A က confused ရှုပ်ထွေးတာ number B က pleased ကျေနပ်တာ number C က shocked သူကကြတော့အားသင့်တာပေါ့နော်အဲ့ဒါ number A ပေါ့ confused လို့ထည့်ရမှာဖြစ်ပါတယ်အဲ့တော့အဖြေလေးတွေသိတဲ့ကြည့်ရအောင်နော် number 1ကတော့ number B နဲ့တွဲမယ် number 2ကကြတော့ number B နဲ့ပဲ number 3ကကြတော့ number C နဲ့ပေါ့ number 4ကကြတော့ number A နဲ့ number 5ကကြတော့လည်းပဲ A နဲ့ပေါ့နော်ကဲအဲ့တော့ number C ကိုစက်ကြည့်ကြဆိုရဲ number C ကဘာကိုခိုင်းထားတာလဲဆိုလို့ရှိရင် answer the following questions တဲ့အောက်ပါမေးခွန်းတွေကိုဖြေပါ incomplete sentences ဆိုကြတဲ့ကပြည့်စုံအောင်ဖြေခိုင်းတာ Are there more choices of beauty products today than in the past ဖိုးတော့ငါထက်ယနေ့ခေတ်မှာပေါ့နော်ဘာကြောင့်အလှကုန်ပစ္စည်းတွေကတဲ့ရွေးချယ်စရာခွင့်လန်းနေများလာတာလဲတဲ့အဲ့တော့မေးခွန်းပြန်ကောင်းမယ် why နဲ့မေးတယ်ပေါ့နော်အဲ့တော့ are there ကို there are ပြောင်းပါမယ် There are more choices of beauty products today than in the past because နဲ့လည်းရေးလို့ရတယ် because ဆိုရင်တော့ subject ပဲနဲ့လိုက်မှာပေါ့ because of ဆိုရင်တော့ noun နဲ့လိုက်မှာပေါ့ကရိယာကို noun ဖြစ်ဖို့ဆိုလို့ရှိရင်တော့ဒါ gerund noun အနေနဲ့လည်းရေးလို့ရတယ်ပေါ့နော်ဒီချက်က because of နဲ့ဖြေရပါမယ် because of the booming of the beauty industry ပေါ့နော်အလှပရေးရလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူပေါ့နော်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ပေါ့နော် because of the booming of the beauty industry ပေါ့ Number 2 How is Tanakha mainly used in other country and in Myanmar တဲ့ Tanakha ကိုတဲ့အဓိကတဲ့အခြားနိုင်ငံတွေနဲ့မြန်မာနိုင်ငံတွေမှာဘယ်လိုမျိုးတဲ့အဓိက Tanakha ကိုသုံးစွဲတာလဲတဲ့ဘယ်လိုသုံးစွဲတာလဲတဲ့ဒါမေးခွန်း how နဲ့မေးတာပါအဲ့တော့ Tanakha ကို is mainly used သုံးစွဲပါတယ် for medicinal purposes in other countries ပေါ့နော်အခြားနိုင်ငံတွေမှာ in other countries အခြားနိုင်ငံတွေမှာတော့ Tanakha ကို medicinal purposes ပေါ့နော်ဒီဆေးဝါးဆိုင်ရာလုပ်ငန်းတွေထဲမှာဆေးဝါးဟာလာဒီပေါ်ဆက်တဲ့နေရာတွေမှာသုံးစွဲတာဖြစ်ပါတယ် and ပြီးတော့က as a cosmetic အလှကုန်ပစ္စည်းအနေနဲ့ in မြန်မာမှာတော့ cosmetic အနေနဲ့သုံးစွဲတာပါအဲ့လိုလေးရေးရမှာဖြစ်ပါတယ်နောက်က number 3 for what purpose တဲ့ဘယ်လိုရည်ရွယ်ချက်နဲ့ do beauty conscious ladies တဲ့ဒီလှပရေးရမှာအာယုံစိုက်တဲ့မိန်းမပြိုလေးတွေကတဲ့ do apply လိမ့်ကြတာလေတဲ့ Tanakha ကို do their faces တဲ့သူတို့ရဲ့မျက်နှာမှာတဲ့သူတို့ရဲ့မျက်နှာတွေမှာအလှပကိုစိတ်ဝင်စားတဲ့အာယုံစိုက်တဲ့မိန်းကလေးတွေကသူတို့ရဲ့မျက်နှာတွေမှာ Tanakha ကိုဘယ်လိုရည်ရွယ်ချက်နဲ့မြန်ဘယ်လိုခေါ်မလဲလိမ့်ကြတာလေပေါ့နော်အဲ့တော့ for what purpose ကလည်း why လို့ပါပဲသူကအဓိပ္ပာယ်အတူတူပဲပေါ့နော်အဲ့တော့ဒီချက်တော့မေးခွန်းပြန်ကောင်းမယ် Beauty conscious ladies apply Tanakha to their faces ဒီနေရာမှာဟလာ why နဲ့မေးတယ်လို့ပဲ why နဲ့မေးရင်လည်းရည်ရွယ်ချက်ကိုပြမယ်ဆိုရင်တော့ to black bound နဲ့ဖြေလို့ရတယ်ပေါ့ဒီမှာလဲ for what purpose က why နဲ့မေးတယ်လို့ပဲ to cover pimples what channel ဟလာ and acne from their faces သူတို့ရဲ့မျက်နှာကနေဟလာ what channel ဘုံတွေကိုဖုံးအုပ်ဖို့အတွက်ဖုံးအုပ်ရန် to black bound နဲ့ဖြေလို့ရတယ်ပေါ့နော်အဲ့တော့ number 4 At what age do pimples appear on their faces or boys တဲ့ at what age ဘယ်လိုအသက်အရွယ်မျိုးမှာတဲ့ဒီဝက်ချန်တွေကတဲ့လူကလေးတွေရဲ့မျက်နှာမှာပေါ်လာတာလဲဆိုတော့သူတို့ဒီဆယ်ကျော်သက်အရွယ်တွေပေါ့ကွလှကျင်ပကျင်တဲ့အရွယ်တွေပေါ့နော်အဲ့တော့ number 4က pimples appear on the faces of boys ပေါ်လာပါတယ် just at the age သူအသက်အကိုမေးတာဆိုတော့ just at the age when they want to look handsome လှကျင်ပကျင်တဲ့အရွယ်မှာသူတို့တွေမျက်နှာတွေမှာဘာဖြစ်လာတော့ဆိုတော့ဝက်ချန်တွေပေါ်လာတယ်ပေါ့နော်ဝက်ချန်တွေပေါက်လာတယ်ပေါ့နောက်က number 5 what projects people တဲ့ဘလို့ပြစ်စင်မျိုးကို people who have to toil in the sun from sunburn နဲ့ဟလာ
ဘယ်အရာကတဲ့ဒါ subject ကိုမေးတာ what က subject ကိုလည်းမေးတယ် object ကိုလည်းမေးတယ်ပေါ့နော်ဒီမှာက subject ကိုမေးတာပါဘာဖြစ်လို့ဆိုတော့ဒီမှာကဟာလား subject နေရပြောင်းနေတာပေါ့ဘယ်အရာကကာကွယ်ပေးတာလဲတဲ့လူတွေပေါ့ who have to toil in the sun from sunburn ပေါ့နော်အဲ့တော့နေလောင်တန်ကနေပြီးကြတော့တဲ့နေပူထဲမှာလှုပ်လှုပ်ရတဲ့လူတွေကိုတဲ့ဘယ်အရာကကာကွယ်ပေးတာလဲဆိုတော့ဒါတနခါထူထူလိမ့်ထားတဲ့အရာပေါ့နော် a thick layer or တနခါပေါ့တနခါထူထူအလွှာက protest ကာကွယ်ပေးပါတယ်ဖိဖက်လူတွေကို who have to toil in the sun from sunburn ပေါ့နော်ဒီနေလောင်တန်ကနေနေပူထဲမှာလှုပ်လှုပ်ရတဲ့သူတွေကိုကာကွယ်ပေးပါတယ်တဲ့ now number 6 why are the roots of the nakha trees valuable to the medical man တဲ့ဒီစေဝါဖော်ဆက်တဲ့လူတွေအတွက်တနခါပင်ရဲ့အမြစ်ကတဲ့ဘာကြောင့်တန်မိုးရှိရတာလဲတဲ့မေခွန်းပြန်ကောက်မယ်ဒီချက်တို့က the roots of the nakha trees are valuable to medical man သူက because နဲ့လည်းရေးလို့ရတယ် s နဲ့လည်းရေးလို့ရတယ် why နဲ့မေးလို့ရှိရင် because why နဲ့မေးဖြေလို့ရတာအများကြီးရှိတယ် because ဆိုရင်တော့ subject verb because of ဆိုရင် noun due to ဆိုရင်လည်း noun in order that ဆိုရင် subject verb ဒါဖို့ရအလုံးငါ so that စေရန်အဲ့ဒါမျိုးပေါ့နော် so that နောက်က subject verb to black verb 1ဟာလားဒါမျိုးတွေဖြေလို့ရတယ်ဒီမှာတော့ s နဲ့လည်းဖြေလို့ရတယ် s နောက်ကလည်း s က because လို့ပဲ subject verb ပေါ့နော် for plus 5 ing နဲ့လည်းဖြေလို့ရပါတယ်ဒီမှာတော့ s နဲ့ဖြေလိုက်ပါမယ်စေဝါဖော်တဲ့သူတွေအတွက်တနခါပင်ရဲ့အမြစ်ကအဖိုးတန်ပါတယ်တန်မိုးရှိပါတယ်ပုံဖော်တဲ့အတွက်ကြောင့် important in ဟလာ they form သူတို့ကပုံဖော်ပါတယ်ဟလာ important ingredients in sun medicines တဲ့တချို့ဘာတော့စေဝါဖော်ဆက်တဲ့နေရာတွေမှာအရေးပါတဲ့ပါဝင်ပစ္စည်းအနေနဲ့သူတို့ကပြုလုပ်တဲ့အတွက်ကြောင့်တနခါအမြစ်တွေကတနခါပင်ရဲ့အမြစ်တွေကစေဝါပညာရှင်တွေအတွက်ကတော့တကယ်ကိုဖိုးတန်တဲ့အရာဖြစ်ပါတယ်ပေါ့နော်ဖိုးတန်ပါတယ်ပေါ့Now number 7က in what form is တနခါ available တဲ့တနခါကိုဘယ်လိုပုံစံတွေနဲ့ရနိုင်တယ်လဲတဲ့တနခါကပုံစံအမျိုးမျိုးရှိတယ်တွေ့လျရတဲ့တိတိကျကျဂိုင်းတွေလည်းရတယ်နောက်တစ်ခုကပါတော့ကြီးမားတဲ့ပင်စီပုံစံတုံးကြီးလည်းရှိတယ်နောက်တခါအခဲလေးတွေရှိတယ် creams အနှစ်ကလေးတွေရှိမယ် lotions လူစေးပုံစံလေးတွေရှိမယ် powders အမှုန့်လေးတွေရှိမယ်ပေါ့နော်အဲဒီကျတော့မေးခွန်းပြန်ကောက်မယ်တနခါ is available in the forms of slender branches huge trunks, small cakes, creams, lotions, and powders. အဲ့လိုရေးရမှာဖြစ်ပါတယ်။ Now number 8. Too many Myanmar ladies still rely on တနခါတဲ့။ဘာကြောင့်လဲမြန်မာအမျိုးသမီးများစွာကတဲ့တနခါပေါ်မှာပဲတနခါကိုပဲအားကိုးရတာတော့မိတီးရတာတော့မေခွန်းပြန်ကောက်မယ်ဒါလည်း why နဲ့ပဲ။ Many Myanmar ladies ဟလာ still rely on တနခါ because ဟလာ why နဲ့မေးတယ် because of နဲ့ဖြေလိုက်ရတယ် because of its power for their beauty and comfort သူတို့ရဲ့အလားပါနဲ့တောင်းတရှိမှုအတွက်တဲ့ဒီတနခါရဲ့စွမ်းအားကြောင့်ပါ because of its power ပေါ့နော် IDS ကတော့တနခါပါပဲ for their beauty and comfort ပေါ့နော် now number 9 do you like to apply တနခါ to your face တဲ့မင်းရဲ့မျက်နှာမှာတနခါလေးရတာကြိုက်လားတဲ့ကြိုက်ရင်လည်း why ဘာကြောင့်လဲမကြိုက်ဘူးဆိုရင် why တော့ဘာကြောင့်လဲတဲ့ဒီချက်တော့ကြိုက်တဲ့တနခါကိုအဲ့တော့ကြိုက်တဲ့အနေနဲ့နမူနာ sample တွေနဲ့ဖြည့်ပေးပါတယ်ကလေးတို့ကမကြိုက်တဲ့ဘက်ကနေလည်းရတယ်မကြိုက်ရင်လည်းမကြိုက်ရတဲ့အကြောင်းရင်းတော့ပေးရမှာပေါ့ကြိုက်ရင်လည်းကြိုက်ရတဲ့အကြောင်းရင်းတော့ပေးရမှာပေါ့ဒီချက်နမူနာအနေနဲ့ပဲဖြေတာပါကလေးတို့ကြိုက်တယ်ဆိုလည်းကြိုက်တဲ့ကိုယ့်ရဲ့အကြောင်းရင်းကိုယ်ပိုင်အကြောင်းရင်းဖော်ပြလို့ရတယ်မကြိုက်ရင်လည်းမကြိုက်တဲ့ကိုယ်ပိုင်အကြောင်းရင်းကိုဖော်ပြလို့ရတယ်ပေါ့နော်အဲ့တော့ဒီချက်တော့ yes I like ပဲကြိုက်တယ်ပေါ့နော် to apply ဟလာto apply တနခါ to my face မျက်နှာပေါ်မှာလင်းရတာကြိုက်ပါတယ် because ဘာကြောင့်လဲဆိုတော့ it gives me cool all day ဒီနေ့လုံးဒါငါ့ကိုအေးအေးလေးဖြစ်စေလို့မကြိုက်ဘူးဆိုရင်လည်းဒါမကြိုက်ဘူးဆိုတဲ့နေရာနေတစ်ခါတစ်ချက်တစ်ကြောင်းဖြစ်ပြလိုက်ပါမယ်No, because it takes time to grind the nakha to get its paste. တနခါသွေးရတာအချိန်ကြီးယူရလို့ပေါ့နော်ဟုတ်တယ်တချို့ကြတော့တနခါကိုကြိုက်ပါတယ်တဲ့သွေးရမှာပြင်းလို့တဲ့အဲ့လိုဟာလေးတွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါမျိုးတော့လည်းတစ်ချောင်းတွဲပြီးဖြည့်ထားလိုက်တယ်ကြိုက်တဲ့ဟာယူပေါ့မကြိုက်ရင်လည်းကိုယ်ပိုင်စာကြောင်းရေးလို့ရပါတယ်နော်နောက် number 10 do you think မင်းထင်လား the use of တနခါတဲ့ as a cosmetic တနခါကိုတဲ့လောက်ကုန်ပစ္စည်းအနေနဲ့သုံးစွဲခြင်းဟာ will be more popular or less popular in the future တဲ့နာကမှာပို့ပြီးတော့လူတွေနှစ်သက်လာမလားဘာမှနှစ်သက်မှုတွေနည်းလာမလားတဲ့အဲ့လိုတနခါကို cosmetic အနေနဲ့သုံးစွဲတာကိုနာကမှာလူတွေများများလက်ပို့ပြီးလက်ခံလာမလားလက်မခံကြဘူးလားတဲ့လက်ခံလာမယ်ဆိုရင်လည်းဘာကြောင့်လဲလက်မခံဘူးဆိုရင်လည်းဘာကြောင့်လဲတဲ့ဟုတ်လားလာမယ်လို့ပဲဒီချီကတော့ဖြည့်ပေးမှာပေါ့နော်အဲ့တော့yes I think ပေါ့နော်yes I think the use of the nakha as a cosmetic ဟုတ်လားwill be more popular in the future because ဘာကြောင့်လဲဆိုတော့ more and more တနခါ products ဒီတနခါထုတ်ကုန်တွေကို are exported တင်ပို့ပါတယ် to our neighboring countries and beyond
ကျွန်တော်တို့ရဲ့ဒီအိမ်နီးချင်းနိုင်ငံတွေရဲ့နောက်တစ်ခါအဲ့ဒါတွေထပ်ပို့ပြီးတော့တင်သွင်းတဲ့အတွက်ကြောင့် အဲ့တော့အားလုံးအဆင်ပြေကြပါစေကျမ်းမာချမ်းသာကြပါစေเนาะဒီချက်နောက်ထပ် video file မှာတော့ဒီ 11B vocabulary ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီချက်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့ဒီချက်ကတောင်းဆိုပါတယ်เนาะ